စကားပြောနမူနာပုံစံ210ဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့ကဒါလုပ်ဖို့လုံးဝမလိုတာသိတာပါတယ်ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုဘယ်လိုပြောကြမလဲเนาะဒါနဲ့ပတ်သက်ပြီးတော့လေ့လာအောင်ဖြစ်ပါတယ်ခင်ဗျာလိုက်ပြီးတော့ကြည့်အောင်เนาะဒါလုပ်ဖို့လုံးဝမလိုတာသိတာပါတယ် there's obviously no need for plus noun or ing there's there is ရဲ့အတူကောက်ဖြစ်ပါတယ် short form ဖြစ်ပါတယ် there's there that apostrophe s there's obviously no need for plus noun or ing ဖြစ်ပါတယ်ခင်ဗျာပိုရှင်းသွားအောင်နမူနာဝါကျများကိုကြည့်ကြရအောင်ပါ there's obviously no need for bringing your umbrella today ဒီနေ့မင်းထီယူလာဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for shouting at each other အချင်းချင်းအော်ဟစ်နေဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for wearing a jacket in this weather ဒီရာသီဥတုမှာအနွေးတယ်ဝတ်ဖို့မလိုတာလုံးဝသိတာပါတယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ there's obviously no need for worrying about the text စမွေးအတွက်စိုးရိမ်ဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for buying more snacks တည်စားတွေအများကြီးဝယ်ဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for calling him again သူ့ကိုထပ်ခေါ်ဖို့ဖုန်းထပ်ခေါ်ဖို့မလိုတာလုံးဝသိတာပါတယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်နော် there's obviously no need for making a big deal out of it ဒီကိစ္စကိုရေးကြည့်ခွင့်ရလို့ဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for coming so early အရန်စောစောကြီးလာဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for arguing anymore ထပ်ပြီးညှင်းခုန်နေဖို့မလိုတာလုံးဝသိတာဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့စကားပြောနမူနာပုံစံ210မှာဒါလို့ဖို့မလိုတာလုံးဝသိတာပါတယ် there's obviously no need for plus noun or ing အသုံးကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးစွဲကြည့်